ကျွန်တော်တို့ဒီနေ့မှာပဲ Manchester United ပရိသတ်တွေအတွက်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတစ်ပုဒ်တစ်ပြိုင်နက်တည်းထွက်လာတယ်အဲ့ဒါကဘာလဲဆိုတော့ Manchester United ရဲ့နီးပြဟောင်း Ruben Amorim ကိုယာရုကနေဖယ်ရှားဖို့အတွက်နဲ့ Atlanta အသင်းက Ederson ကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကကျွန်တော်တို့တပြိုင်နက်တည်းဖြစ်သွားတဲ့အချိန်မှာဒါ Manchester United ပရိသတ်တွေအတွက်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်ဆိုတော့ Ruben Amorim ကိုယာရုကနေဖယ်ရှားဖို့အတွက်နစ်နာကြေးပေါင် 16.8 သန်းအထိပေးခဲ့ရတယ်ဆိုတော့အသင်းရဲ့နောက်ဆုံးဘဏ္ဍာရေးရှင်းတန်းကနေပြီးတော့အတီးပြုတ်ထွက်လာခဲ့တယ်။ Amorim က Manchester United အသင်းကို14လအထိအသင်းကိုတာဝန်ယူခဲ့ပြီးတော့ကစားဟန်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရလဒ်တွေမတည်ငြိမ်မှုတွေကြောင့်ဇန်နဝါရီလမှာသူ့ကိုယာရုကနေအပီးဖယ်ရှားလိုက်တာဖြစ်တယ်။ဒါပေမဲ့ United ဘက်ကတော့ဘဏ္ဍာရေးပိုင်းမှာတဖြည်းဖြည်းပြန်လဲတည်ငြိမ်လာနေတယ်။မလ31ရက်နေ့အထိ6လတာကာလအတွင်းမှာအသင်းရဲ့လဲပတ်မှုအမြတ်ငွေကပေါင် 38.8 သန်းအထိရှိခဲ့ပြီးတော့အမှုဆောင်ချုပ် Omar Brada ကလည်းအသင်းရဲ့တိုးတက်မှုအပေါ်ယုံကြည်မှုရှိနေကြောင်းသူကပြောကြားခဲ့ပါတယ်။အခုချိန်မှာပရိသတ်တွေအာယုံစိုက်နေကြတာကတော့နီးပြသစ် Michael Carrick ရဲ့ပထမဆုံးအပြောင်းအရွှေ့ပဲဖြစ်ပါတယ်။ United ဟာ Atlanta အသင်းရဲ့ဘရာဇီးကွင်းလယ်လူ Ederson ကိုခေါ်ယူဖို့အတွက်အလွန်နီးစပ်နေပြီးတော့ပေါင်35သန်းနဲ့နောက်ထပ်အပို3သန်းနဲ့ထပ်ပေါင်းပြီးတော့အဆင့်မြင့်ဆွေးနွေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အသက်26နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ederson ဟာတိုက်စစ်နဲ့ခံစစ်နှစ်ဖက်လုံးမှာအလုပ်လုပ်နိုင်တဲ့အတွက် box to box midfielder တယောက်လည်းဖြစ်တယ်။သူ့ရဲ့ကစားပုံက Newcastle က Bruno Guimaraes နဲ့နှိုင်းယှဉ်ပြောဆိုနေတယ်။ဆိုတော့ Casemiro ထွက်သွားပြီးတဲ့နောက်ပိုင်းမှာကွင်းလယ်ပိုင်းအားနည်းလာတဲ့ United အတွက်ကို Ederson ကလုံးဝမရှိမဖြစ်အရေးကြီးခေါ်ယူရမယ့်အားဖြည့်မှုတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်နေကြတာဖြစ်ပါတယ်။ Michael Carrick ကတော့ယာယီနီးပြဘဝမှာ18ပွဲကင်တွယ်ပြီးတော့12ပွဲတောင်အနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့အသင်းမှာချန်ပီယံလိဝင်ခွင့်ရအောင်မှာပို့ဆောင်ပေးခဲ့တာကြောင့်လက်ရှိမှာတော့အမြဲတမ်းနီးပြအဖြစ်2028ခုနှစ်ဒီစာချုပ်ချုပ်ဆိုထားတာဖြစ်တယ်။ United ရဲ့အကျွေးပမာဏကတော့ပေါင်1.3 ဘီလီယံအထိရှိနေစေဖြစ်ပေမဲ့Sergeant Ratcliffe ရဲ့ကုန်ကျစရိတ် short ချရေးမူဝါဒတွေကြောင့်အသင်းဟာတဖြည်းဖြည်းနဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ပြန်လည်ရောက်လာတယ်လို့မြင်တွေ့ရပါတယ်။အဲ့တော့အားလုံးလည်းသတိထားမိကြမှာပါ။ Manchester United ဟာအခုဆိုလို့ရှိရင်လူငယ်ကစားသမားတွေကိုထုတ်ပြီးကစားလာတာတွေ့တယ်။ဥပမာ Kobe Mainoo လိုကစားသမားတွေထုတ်သုံးလာတာတွေ့ရတယ်။အသင်းရဲ့ဘုတ်အဖွဲ့ကလည်းခါတိုင်းလိုမျိုးဈေးကြီးတဲ့ကစားသမားတွေကိုမခေါ်ယူတော့ဘဲနဲ့ဈေးတက်တက်တာနဲ့တကယ်ကိုစွမ်းဆောင်ရည်မြင့်တဲ့ကစားသမားတွေကိုခေါ်ယူရမယ်ဆိုတဲ့မူဝါဒတွေကိုထုတ်ပြန်ထားတာလည်းဖြစ်တယ်။ဒီအတွက်ကြောင့် Manchester United ရဲ့ဘန်ဒါရေးဟာဦးမော့လာတာဖြစ်တယ်။အားကစားဝန်သားရှင်ပရိသတ်များခင်ဗျာမိတ်ဆွေတို့အနေနဲ့ Amorim ကိုထုတ်ပယ်ဖို့ပေါင် 16.8 သန်းပေးရတာကိုတန်တယ်လို့မြင်လား။ Ederson သာရောက်လာခဲ့ရင် United ရဲ့ကွင်းလယ်ပြဿနာကိုတကယ်ပဲဖြေရှင်းပေးနိုင်မလား။မိတ်ဆွေတို့ရဲ့အမြင်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ။